ရေခဲပြင်ထဲကိုလိလာရေးထွက်ခဲ့တဲ့သိပ္ပံပညာရှင်ဖွဲ့ဟာမထင်မှတ်ထားတဲ့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုနဲ့တိုးခဲ့ကြပါတယ်။နှင်းတွေကြားထဲမှာခန္ဓာကိုယ်တဝက်မြုပ်နေပြီးခေါင်းလေးတွေပဲအပြင်ထွက်နေတဲ့လူ၃ယောက်ရဲ့ရုပ်အလောင်းတွေကိုအေးခဲလျက်သားတွေ့လိုက်ရပါတယ်။သူတို့ဆက်တူးကြည့်လိုက်တဲ့အခါမှာတော့နောက်ထပ်အလောင်း2လောင်းကိုပါထပ်တွေ့ခဲ့ကြပါတယ်။တေချာစစ်ဆေးကြည့်တော့အလောင်းတစ်လောင်းရဲ့မျက်နှာပေါ်မှာတခြားသူတွေနဲ့မတူတဲ့ထူးခြားတဲ့တတူတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့တကယ်ကိုထိတ်လန့်စရာကောင်းတာကတော့မတော်တဆပြတ်ထွက်သွားတဲ့အလောင်းတစ်ခုရဲ့လက်တစ်ဖက်ဟာတေဆုံးနေတဲ့လူရဲ့လက်မဟုတ်ပဲအသက်ရှိနေတယ်လို့မျိုးရုတ်တရက်လှုပ်ရှားလာတာပါပဲ။ဒီမြင်ကွင်းကြောင့်လူတိုင်းဟာတွေးပြတ်မတက်ကြောက်လန့်သွားခဲ့ကြပါတယ်။အဲ့ဒီအလောင်းတွေကိုတခွဲခန်းစီအမြန်ဆုံးတည်ဆောင်ပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့လူတိုင်းပို့ပြီးတော့တောင်အံ့ဩသွားကြပါတယ်။သူတို့အားလုံးဟာမတေဆုံးခင်မှာတစုံတရာကြောင့်ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။တချို့ဆိုရင်နားစီတွေကွဲနေတယ်တချို့ကလက်ချောင်းတွေကျိုးနေပြီးတချို့ကတော့ကိုယ်လက်ကိုပြန်ဖြတ်ထားတဲ့အနေအထားမျိုးတွေဖြစ်နေပါတယ်။ဒီလူတွေဟာလွန်ခဲ့တဲ့2လကအနာတတိကတိုက်ကိုလေးလာရေးလာရင်ပျောက်ဆုံးသွားတဲ့အဖွဲ့ဝင်တွေဆိုတာကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။ထူးဆန်းတာကသူတို့ရဲ့ရုပ်အလောင်းတွေကိုတွေ့တဲ့နေရာဟာသူတို့ရဲ့စခန်းချရာနေရာကနေကီလိုမီတာ200လောက်ဝေးနေတာပါလမ်းပန်းဆက်သွယ်ရေးလည်းမရှိတဲ့အဲ့ဒီအရက်ကိုသူတို့ဘလို့ရောက်သွားတာလဲစိုးစားစရာပါ။သူတို့စခန်းကိုသွားစစ်ဆေးတဲ့အခါမှာတော့လွန်ခဲ့တဲ့2လကတည်းကပုတ်တိုးနေတဲ့အစားအစာတွေနဲ့သူတို့ရဲ့ဖုန်းတွေကိုတွေ့ခဲ့ရပါတယ်။ဖုန်းတစ်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူတို့အားလုံးခရစ်စမတ်ပွဲတော်ကိုပျော်ပျော်ပါပါဆင်နွှဲနေကြရင်အရာအားလုံးဟာရုတ်တရက်ကြီးရက်တန့်သွားခဲ့တာကိုတွေ့လိုက်ရပါတယ်။မျက်နှာပေါ်ကတတူးကိုပြန်စစ်ဆေးကြည့်တော့အဲ့ဒီတတူးဟာလွန်ခဲ့တဲ့2နှစ်ကတည်းကလူတစ်ယောက်ဟာသူ့ရဲ့ကွယ်လွန်သွားတဲ့ဇနီးတွေကိုအမှတ်ရတဲ့အနေနဲ့ထိုးထားတာဖြစ်နေပါတယ်။ဒီပဟေလီကိုအဖြေရှာဖို့အတွက်သိပ္ပံပညာရှင်တွေဟာအလောင်းတွေ့တဲ့နေရာကိုပြန်သွားခဲ့ကြပါတယ်။အဲ့ဒီမှာသူတို့ဘာတွေ့ခဲ့လဲဆိုတော့နှင်းတွေအောက်မှာမြုပ်နေတဲ့ဘတ်စကားတစ်စီးပါကားထဲမှာအမိုက်တွေပြန့်ကျဲနေပြီးကားမိုးပေါ်မှာလည်းဟိုမျက်နှာပေါ်ကတတူးပုံစံအတိုင်းအမှတ်အသားတစ်ခုရေးထွင်းထားတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့အနာတတိကတိုက်ရဲ့အလဲခေါင်မှာဒီဘတ်စကားကြီးကဘလို့လုပ်ပြီးရောက်နေတာလဲအဲ့ဒီကားနဲ့ဒီလူတွေတေဆုံးမှုနဲ့ဘလို့ဆက်ဆက်နေတာလဲဆိုတာကတော့ခုထက်ထိအဖြေရှာမရသေးတဲ့ထူးဆန်းထွေလာပဟေလီတစ်ခုဖြစ်နေပါတော့တယ် ကျွန်တော်ရဲ့အကောင့်လေးကိုလည်းအပေါင်းလေးနှိပ်ပြီး follow လေးလုပ်ထားကြပါအောင်ခင်ဗျာ